တို့ဒီနေ့ကတော့ KFC ကတွတ်ထွက်တဲ့ Summer Drink Menu လေးတော့ try ငယ်ရင်းနဲ့ Dora ရဲ့ favorite snack လေးတွေပါစားဖြစ်ခဲ့တဲ့အကြောင်းလေး share လေးလုပ်ပေးချင်ပါတယ်ရှင်။ဒီနေ့ကတော့ drama နဲ့တူတူဝင်ကြီးမြိုင်မှာဓာတ်ပုံရိုက်ဖို့ချိန်ထားတာဆိုတော့အခုကတော့ဝင်ကြီးမြိုင်နဲ့ရောက်နေပါတယ်။ပုံရိုက်နေနဲ့အပေါ်မှာမြင်တဲ့အတိုင်းပဲနေရာလေးအရန်ပူလာတာဆိုတော့ညီမနဲ့မဖြစ်ဘူးအေးသွားတောက်မှဖြစ်မယ်ဆိုပြီးတော့ဝင်ကြီးမြိုင်နဲ့ KFC ကိုဝင်ဖြစ်ခဲ့ပါတယ်။ KFC ဆိုင်နေထဲမှာတော့ဝင်ကြီးမြိုင် branch ကတော့ Dora အမြဲထိုင်ပြနေကြ branch ပဲ။ branch ကအထဲမှာ decoration လေးမိုက်တာဆိုတော့ဓာတ်ပုံရိုက်လို့ကောင်းတာလေးပါတယ်။အခုကတော့အထဲရောက်ပြီဆိုတော့တို့ကဘယ်ဝိုင်းမှာထိုင်ကောင်းမလဲစဉ်းစားလိုက်အောင်မယ်။ဒါကတော့ mirror selfie ရိုက်လာလေးတစ်ဖြတ်ပါ။ဒါကတော့ညီမနှစ်ယောက်စုံစမ်းသိချပြီးတော့ရှုံးတဲ့သူမဟုတ်ဝဲကြီးကြီးဆိုပြီးတော့စောင့်နေရလေးတစ်ဖြတ်ပါ။ဒီမှာကြည့်တို့ရိုက်ရှုံးသွားတဲ့မျက်နှာကိုလေးမေးပြီးအောင်No နောက်ဆုံးတော့မိုးဝဲကျွေးဖို့လုပ်ပြအောင်မြင်သွားပါပဲရှင်အမသူ့ဝဲကျွေးတော့မယ်တဲ့အဲ့ဒါနဲ့ကျွန်တော်မီနူးလေးရွှေ့နေရပါအစားတော့ charge rate မှမလို့ပဲဒါမဲ့ staff တွေကအခု KFC မှာအတူထွက်တဲ့ summer trip menu လေးရှိရမြည်ကြည့်ပါလားဆိုတာနဲ့ကျွန်တော်လည်းအဲ့ဒါလေး try ချင်လို့မှကြည့်ဖြစ်ခဲ့ပါတယ်ညမှာရှင်းပေးမယ်ဆိုတာနဲ့စားချင်တာအကုန်လုံးလက်ညှိုးထိုးပြီးမှနေကြတယောက်ပါ summer trip ကတော့အသစ်ဆိုတော့ကျွန်တော်လည်းစမ်းသပ်ကြည့်ချင်တာပြီးရင်သူကတစ်ခွက်မှ400မချင်မယ်ဆိုတော့အရင်တက်ကျွန်တော်ကတော့အတူထွက်တဲ့ flavor 3မျိုးလုံးမှလိုက်ပါတယ်ရှင်ဒီမှာကြည့်အရောင်လေးတွေချစ်စရာလေးဒါလေးကတော့အလွန်နော်ပါတဲ့ butterfly peach လေးပါဆိုတော့အခုကတော့အရှင်မှွေလိုက်ပါအောင်မယ်ရှင်ဒီနေ့ရဲ့ guest ကတော့နည်းနည်းလေးထူးခြားပါတယ်ဒရိုင်းအင်ရအမရှင်နဲ့ဒီမင် sister တိတ်လေးပါပြင်မှာပူလာသမျှ drink လေးတောင်းလိုက်မှာပဲရှင်ထဲမှာအေးပြီးတော့ fresh ဖြစ်သွားတော့တယ်ဒရာမာတောက်တဲ့အဝိုင်အောင်လေးကတော့ passion cooler လေးပါအတီးတကအတီးရဲ့မနွေရာသီနဲ့အလိုက်ဖက်ဆုံးကတော့ passion ပဲဒရာမာကတော့တောင်းလိုက်ရင်ချိုလေးနဲ့ပင်မရတာချင်းချင်းလေးနဲ့မြင့်မြတ်တကွက်တိပါတယ်လို့ပြောတယ်ညီမနှစ်ယောက်လည်းတောက်ကြည့်ရတော့အကြိုက်ကတော့တယောက်တစ်မျိုးစီပါပဲဒရာမာတော့ passion လေးပိုကြိုက်ပြီးတော့ဒရာတော့ခုနက butterfly peach လေးကိုပို့ပြီးတော့သဘောကျပါတယ်။နေရာကွဲရဲ့ butterfly peach လေးကတော့ဒရာ personally အမြင်ရတော့သူကရိုးရိုးမှတ်မွန်နေတာပို့ပြီးတော့မှုရည်။သူ့ရဲ့အရသာလေးရှောင်းမှာချိုချင်လုံးလေးစုပ်စားရတယ်လို့အရသာမျိုးလေး။တောင်းနေနဲ့ peach နဲ့လေးမှုနေပြီးတော့တောက်လို့ကောင်းတာမျိုး။ဒါလေးကတော့နောက်ဆုံးချန်တဲ့ raspberry fizz လေးပါဒရာမာအရှင်မြည်ခိုင်းလိုက်အောင်မယ်။ raspberry fizz လေးကတော့ဒရာတောက်ကြည့်လိုက်တော့ဒရာမာပြောသလိုမျိုးပဲသူကချိုချင်ရတာလေးမှာရှောင်းမှာဆူရှက်ရှက်အရသာလေးကျန်ခဲ့ရမျိုး။madrid နေကုန်တော့တောက်လိုက်တာနဲ့ရှင်ထဲမှာအေးပြီးတော့ fresh ဖြစ်သွားတာပဲအခုကတော့ drama ကိုဖေကအကြိုက်ဆုံးလေးမိလိုက်အောင်မယ်စဉ်းစားပြီးတော့ drama တော့သစ္စာရှိတယ်သူကကြိုက်တယ်ပြောတယ် passion drink လေးပဲကြိုက်တယ်ပြောတယ်ဒါကတော့အကြိုက်မတူပါဘူးနောက်ဆုံးမြည်ရဲ့ raspberry fizz လေးကိုအကြိုက်ဆုံးပါပဲဒါလေးကတော့ drama summer drink တောက်နေနေစားနေတဲ့ trio box လေးပါ trio box ကလေး summer drink နဲ့တော်တော်လေးလိုက်တယ်ဒါလို့တောင်းနေ snack ဝါချင်တဲ့တွေအတွက်ကတော့ကွက်တီပဲ price 3မျိုးထဲမှာတော့ chicken nuggets ကတော့အကြိုက်ဆုံးပဲအဲ့တော့ပြင်မာရှာသူတို့ကအရန်ပိုလို့ drink တွေပဲတောက်မယ်ဆိုပြီးတော့ KFC ရဲ့ဝင်လာတာထဲရောက်တော့ဘေးဝိုင်းနေရစားနေကြကြော်နေနေအရန်မှုရပြီးတော့ drama ရှင်းမေးစရာနေမှဖြစ်ခဲ့ရသေးပါစားနေရလေးကတော့ dry KFC မှာအကြိုက်ဆုံးမင်းတို့ဇာတိုင်းအမြဲစားဖြစ်တဲ့ double down လေးပါတော့လေ deep fry လုပ်ပြီးတော့ပြားနေအောင်လုပ်ထားတဲ့ကြက်သားကြော်နှစ်ခုချာမှာ cheese နဲ့ mayonnaise တွေထည့်ထားရှမ်းစားလို့ကောင်းတယ်။ Tomato နဲ့ raspberry fizz နဲ့ဒီ double down လေးကတော့အလိုက်ဆုံးပဲ။ညီမနှစ်ယောက်ရဲ့ sister date လေးကတော့ KFC ကတစ်ထွက်တဲ့ summer drink လေးတောက်လိုက် summer drink နဲ့ light day snack လေးစားလိုက်နဲ့တော်တော်လေး enjoy ဖြစ်ခဲ့ပါတယ်။ဒါတော့ညီမရဲ့ထုံးစံနိုင်မဲ့တယောက်နဲ့တယောက်မှားထားတာလေးပြီးတော့မြည်ကြည့်နေကြတာပါ။ drama မှာထားတဲ့ဘာကာလေးကတော့ဟိုနာချိုးချိုးချင်းချင်း passion drink လေးနဲ့လိုက်တယ်။တော့ညီမလိုမျိုးတစ်စမ်း try ရကြိုက်တဲ့သူတွေဆိုရင်တော့ KFC က summer drink တစ်လေးကို try ကြည့်ကြနော်ဒါဆိုရင်တော့ dry ဒီနေ့ vlog လေးရနှုတ်ဆက်ခဲ့လိုက်ပါတယ်နောက် vlog မှာပြန်တွေ့ကြမယ်နော်တတား